မင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာပဲလှုပ်လို့ရပြီးလူတိုင်းကြိုက်တဲ့အကျော်စုံလေးတွေလုပ်ပြမယ်နော်အပြင်မှာဝယ်စားရတာထက်သက်ရှင်ပြီးပိုရတာရှိရဆိုတာသိချပါတယ်မုံနင်းလုံးကိုပါဝင်ပစ္စည်းတွေကအကျော်မုံစနွေးမုံစားဟင်းချုံမုံနဲ့ဘန်ကင်းဆိုတာအနှဲငယ်ရေတို့ပဲဖြစ်ပါတယ်မုံနစ်ကိုကြာကြာလေးထားလို့ရှိရင်ပိုပြီးတော့မုံနစ်တက်ပြီးတော့စားရတဲ့ခါထူထူလေးနဲ့စားကောင်းတယ်ပေါ့နော်မနေ့ပြန်ကြော်မယ်ဆိုလို့ရှိရင်ညနေကလေးကမုံနစ်ဖြော်ထားလိုက်တာပိုကောင်းပါတယ်အသီးအရွယ်ပါဝင်ပစ္စည်းတွေကတော့အိမ်မှာရှိရဟာလေးဘူးတီကျွတ်သွန်နီကဇွန်းရဲ့ပဇွန်တို့ပဲဖြစ်ပါတယ်ပေးကြော်လေးစားရှင်တာနဲ့ပေးကြော်လေးတွေပါကြော်လိုက်ပါတယ်ဒါကတော့ကျမမနစ်ကဖြော်ထားခဲ့တဲ့မုံနစ်နှစ်လေးပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေလည်းအရင်အသင်းဖြစ်ပြီးဆိုတော့စားကြော်လို့ရပါပြီအိုးထဲကိုစီထည့်မယ်စီပူလာရင်ကတော့ကျမဘူးသီးလေးတွေအရင်ကြော်လိုက်ပါတယ်ဘူးသီးချောင်းလေးတွေကိုအရင်ကြော်ပါမယ်ကြော်တဲ့အခါတစ်ဖက်ကိုကြက်အောင်အရင်ကြော်ပေးရပါမယ်တစ်ဖက်ကကြက်လာပြီးဆိုမှနောက်တစ်ဖက်လေးကိုလင်ပေးပါရှင်ဘူးသီးအချောင်းလေးတွေရလာပြီဆိုတော့ဘူးသီးအပြားလေးတွေကိုကြော်ပါမယ်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပေါ့နော်ပြီးရင်ပဇွန်ကြော်လေးတွေကြော်ပါမယ်ပဇွန်ကြော်ရဲ့ကဇွန်းရဲ့ကြော်ရဲ့ကတော့ကျမရဲ့ favorite food ပေါ့နော်ပဇွန်လေးတွေလည်းရလာပြီဆိုတော့ကဇွန်းရဲ့ပဲကျန်မှာတော့တယ်ကဇွန်းရဲ့လေးတွေကိုထည့်ကြော်လိုက်ပါမယ်ရွှေရောင်လေးပြောင်းလာပြီဆိုလို့ရှိရင်တော့ထုတ်လို့ရပါပြီအပြင်က crispy အတွင်းကနှုံညံ့တဲ့အရာသာရှိမှာပါအရှင်ရစက်တာကဗီဒီယိုရှင်နေမှာဆိုလို့မပါတော့ဘူးနော်တကယ်လို့မကြီးဖြော်ရည်လေးနဲ့ဆိုလို့ရှိရင်လည်းအရန်ကိုမှလိုက်ဖက်ပါတယ်ပေးကက်ကြော်လေးကတော့အိမ်မှာဒီတိုင်းစားတာမို့လို့နောက်ဆုံးပဲကြော်လိုက်ပါဒီမှာပဲလွယ်လွယ်ကူကူလုပ်လို့ရတဲ့အကျော်စုံလေးတွေတော့ရပါပြီဆုံးတိကြည့်ပြီလို့ကျေးဇူးပါ